Marshall Saniani General Chicken it Nico Monoma Region Targent Bidu Bida CDM will talk on it Mumi Mu Part Bonokmia General Dine CDM yeah now Pimpaga PB Sayaga these sits on our thing so a puego PRP the Kisa D Jaja Sanction loaded Kisaru now the car a jump at the Mari at the media woo Daya Pima Tabiro ye you would no now see Jas Wickow a jump at the Bamyao ICC Bobo Kisa now the car Piranzu Damro Simone Piranzu Damro ye Pola Bodo, you know, Biobame. But Mazo Beke Sagu Mapiogema Cool life when I will chain baby or not how net Nico Monoma Mumi Mupa upon no general the coup Mitaya Kanyamare Baba da Wimwe Pipit Belumio background a lot of Pipit Be Pia the King will go where I Pipit Pia the King Machine Luwa Lulu Nebu Josani de Lulu Pipit along with General Mitaya Kanyamare Eraro a cool chema General Tweejan Targent Dega Deo Lumio Be Pipit Muslim Bada Wime Pipit Tangaro Be Pipit Dekadu John Dari Be Pipit Alotama Ledama Lelo Lessa Boguri Be Pipit a champet the mamia ye Luma Sanzwa Yes set Jomare These Lore Sane Talailu General Nico Monomari February she no ma Mia Kainga Sabiro Look time he look meow Look queen BBB me account he polabo Democracy Simane Seneco Tuabo Cheu Pio Pipo Now Pankan Hade Nangai Gonzo Don San Suchi Bawen Uwimi and Bawen Alo Piano Pebo Now a coup Pandora swing Luna Town at Tone down Jama Shibavi Ero a that goes the day below alone to it Lumia Po Josa Tore သူရဲကောင်းတွေကိုကျွန်တော်တို့10မိနစ်လေးစားတဲ့အနေနဲ့သူတို့အတွက်စုမုံကောင်းတောင်းဖို့ကိုယုံကြည်တဲ့ဘာသာနဲ့ကိုဘာသာမရှိဘူးဆိုရင်လည်းလူသားတစ်ယောက်အနေနဲ့သူတို့တွေကောင်းမွန်တဲ့ဘဝကိုရောက်ပါစေဆိုပြီးတော့ကျွန်တော်တို့10မိနစ်ငြိမ်သက်စွာဆန္ဒပြုဖို့ကျွန်တော်မေတ္တာရပ်ခံကြပါတယ်10မိနစ်ပါပြီးရင်ကျွန်တော် CDM ဆရာနာရှင်စနစ်ဖြုတ်ချရေးအပြပအကူအညီဘယ်လောက်ရမယ်မရဘူး Federal ပြည်ထောင်စုအတွက်လိုအပ်တဲ့ Federal Army ထောင်ဖို့ဆိုတာကိုကျွန်တော်ဆက်ပြီးတိတိကျကျကျွန်တော်ရှင်းပြပါမယ်10မိနစ်ကျွန်တော်တို့သူတို့အတွက်ဆူတောင်းပြုဖို့ကျွန်တော်မေတ္တာရပ်ခံကြပါတယ်
ကောင်းပါပြီခင်ဗျာကျွန်တော်တို့အခုကျွန်တော်ပြောချင်တာလေးတွေကျွန်တော်လေ့လာထားသမျှဒီအပြည်ပြည်ဆိုင်ရာနိုင်ငံရေးကိစ္စဒီကိစ္စကိုကျွန်တော်လေ့လာတာအနှစ်30ကျော်ပါပြီအတိအကျပြောရင်ဆိုရင်32နှစ်ရှိပါပြီ88ရှစ်လေးလုံးမဖြစ်ခင်ဗမာပြည်ကကျွန်တော်ထွက်သွားတယ်အမေရိကန်ပြည်ထောင်စုမှာစာသင်မှုဆိုပြီးတော့เนาะဇူလိုင်လအစောပိုင်းမှာကျွန်တော်ထွက်သွားတယ်တစ်ချိန်တော့လူငယ်တယောက်ပေါ့เนาะအဲ့တော့ပထမဦးဆုံးကဒီအရာတွေကိုသုံးသပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခံစားမှုကိုကျွန်တော်တို့ရှေ့တန်းမတင်မဲနဲ့နော်သွေးအေးအေးနဲ့ခေါင်းအေးအေးနဲ့ကျွန်တော်တို့စဉ်းစားဖို့လိုပါလိမ့်မယ်နော်ကျွန်တော်တို့တွေအားလုံးရင်ထဲမှာခံစားရတယ်ဒေါသဖြစ်တယ်ဝန်းနေတယ်စိတ်မကောင်းဘူးဆုံးတဲ့လူတွေအတွက်ရုပ်မှာရက်ဆက်တဲ့စစ်ရာဇဝဲကောင်တွေကိုကျွန်တော်တို့နာကြီးတယ်တတ်ချင်တယ်ကြာဆုံးမှုအတွက်ကျွန်တော်တို့လှုပ်ဆောင်တယ်ဆူတောင်းတယ်ဒီခံစားမှုအပိုင်းတွေကအလွန်လိုအပ်ပါတယ်နော်နိုင်ငံရေးစနစ်တစ်ခုလူအဖွဲ့အစည်းတစ်ခုကိုပြောင်းတဲ့အခါမှာခံစားမှုဆိုတဲ့ပြင်းထန်တဲ့စိတ်အင်အားစုတွေမရှိဘဲနဲ့ကျွန်တော်တို့လုပ်လို့မရပါဘူးသို့တော့ခံစားမှုနာကျည်းမှုဒေါသထွက်မှုကြေကွဲမှုအပေါ်မှာအခြေခံပြီးတော့နိုင်ငံရေးစနစ်တစ်ခုလူအဖွဲ့အစည်းတစ်ခုပြောင်းဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးကျွန်တော်တို့အုံနောက်ကိုသုံးဖို့လိုသလိုနှလုံးသားရဲ့အင်အားကိုလည်းကျွန်တော်တို့သုံးရပါလိမ့်မယ်အဲ့တော့အားလုံးမှာနှလုံးသားရဲ့အင်အားရှိပြီးသားပါနော်ဒေါသဆိုတာအလွန်အင်အားရှိတဲ့လူတွေကိုစိတ်ကြွစေတဲ့ရှေ့ကိုဆက်ပြီးတော့လှုပ်ဖို့တင်းခံထားတဲ့လှုပ်ရှားမှုမှာအလွန်လိုအပ်တဲ့စိတ်အင်အားမှုတူကြီးတဲ့ကြီးကျွန်တော်တို့ထဲမှာရှိပြီးသားပါကောင်းတဲ့စဉ်းစားရအောင်ကျွန်တော်တို့ဘယ်လိုကောင်းတဲ့စဉ်းစားမလဲပထမဆုံးကတော့အပြည်ပြည်ဆိုင်ရာကဟုတ်လားစစ်ရေးအရာလာပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုကာကွယ်မပေးလို့စိတ်ထဲမှာခံစားရတယ်ငါတို့ဒီလောက်အသေးခံပြီးတော့လက်နဲ့မပါဘဲနဲ့အနုနီးနဲ့တိုင်းပြည်ကိုနိုင်ငံရေးစနစ်ကိုပြောင်းဖို့လူအဖွဲ့အစည်းတစ်ခုကိုပြောင်းဖို့လှုပ်တာတောင်မှကဘာကြီးကငါတို့လက်နဲ့လည်းမပေးဘူးနေပြည်တော်လည်းဘုံလာမကျဲဘူးအိုဆာမာဘင်လာဒန်ကိုဖမ်းတယ်လို့လဲဟုတ်လားဒီအမေရိကန်နိုင်ငံရေတပ်အထူးတိုက်ဖွဲ့ဝင်တွေကလေမြန်နဲ့ဖြစ်ဖြစ်ရဟန့်ဖြစ်ဖြစ်လာပြီးတော့ဟုတ်လားစစ်ရာဇဝဲကောင်တွေကိုဖမ်းတာတတ်တာမျိုးမရှိဘူးဆိုပြီးကျွန်တော်တို့ရင်ထဲမှာတောင်းတမိတယ်သို့တော့ဒီလိုအားမလို့အားမရဖြစ်တယ်အခက်အခဲတိတ်ရှိလို့တခြားသူတွေရဲ့အကူအညီကိုလိုချင်တယ်ဆိုတာသဘာဝပါဒါပေမဲ့ကျွန်တော်တို့ပြန်ကြည့်ရမှာကျွန်တော်တို့ February လ1ရက်နေ့ကစလိုက်တဲ့เนาะကျွန်တော်နိုင်ငံမှာရှိတဲ့ဆရာဝန်တွေဒီ nurse အသူတွေအကုန်လုံးเนาะတူနာပြုဆရာမတွေဆေးရုံဝန်ထမ်းတွေကစလိုက်တဲ့ CDM ဒီ CDM ရဲ့အောင်မြင်မှုဘယ်လောက်ကြီးတယ်ဆိုတာကိုကျွန်တော်တို့အရင်သိရမယ်เนาะကိုမင်းကိုတိုင်ပြောသွားသလိုပဲစစ်အာဏာယူတွေကတိုင်းပြည်ကိုကာကွယ်ရမယ့်အနေအထားမှာမနေဘဲနဲ့ဒီလိုမနေတာအနှစ်60ပြည့်တော့မှာ59နှစ်60နှစ်ထဲရောက်ပြီအာဏာကိုကိုယ်တိုင်ဝင်ပြီးတော့เนาะလက်နဲ့ကင်အကြမ်းဖက်နီးနဲ့တိုင်းပြည်ကိုနိုင်ငံရေးအရမဒိန်ကျင့်တဲ့ကိစ္စเนาะ
Eddie Kisama, below Pitwales, Maomi Mene Pitwale. Below Maomi and Alesso, Comengo Nine Pedropo. Ana Thaine Soraga, the Ana Seku, Nangando, a poet, a sea, a south only, we need Tanari, that is going Pavare, no? Eddie Tanariga, Ana Thainawu, Lemakan like the Kajaro, Generoshima, Yata Maumelu Mishivu, Both on Seto Longani, Lomelu Mishivu, Sayes a Chiel the Mishivu, Ya Shiri Dama, Jane Chibi Tredent a Paima Shivare, not the nine alone time done as way. A tapinya shene, a thipinya shene, a thirotira, Wimelohu. Nayanya Mashide, no, we need Hana Mashide. Doing what the get or a lay a lot. A yashire kono, Nyonjai mu do Nyon Jodo a sapiro. The young netro, Nasenet Thonia February lemma. The yo a soyane, no, Manale Mashide. The yo council when it, young o Mashide, the old mane. Mabi Mashide. Yemu Jone. Nayai Winnie Tana Nyonjai mu Dudia Nyonjai mu Jone. Now that Nyonjai mu Toya Lao Babiro, Sagapure, Lil West with a Saran you, Chomiana Shide. No? They'll be a soya, Bama soya. Do ye Yenam pipeline go. Longjo mu Bobby Beba. Now the Catro, Colame, Longjo mu si sende, Colame, Longjo ye, a puerule, Bamasoa, Lekambiro, Alum Paulo Bibas to drop your hobby. Era you, time pity on Chapia like that. General Solora Nangano, Pue Sidema Side Ludia Pidu, this are Sawame, Pidu lote, Dolan, Taukayame, so the sane. The take Leo West or the Saran Chowmiana Shide. See away Matangu, Pidu Reo Chappy like the Hola, Nyonjai Mujo loaded your pankan at the Chalule pan. Araga a long CDM low like low. No Nangano one anega, Torobeka le, the nine so be all, Tolan cool like that pide. No, Nangano one ane kuranga, Pidu net, Pidu yes sang o sani de, Pidu yet one ane pide, a soya suraga, Piduga Pandida Taraba, Pidu go a soyaga Panditaram hobao. No, Eria the Popolo she, General CDM Longania, Pala Omini Viswatia. No, the set Anna Shins. Ana thing puega, below pay. Below where a many toto. Body low like bahala. Ban a mudaneo doma, tanane taubiro. Kayame a ne tamu. Masla thoye name ha. No, on land dress or a gong. Hala. Sit with so you would have it. Bojolo correga. Sa tobiro. Bahobanga. Need the same private Boklika Baneo Bawanani a low pian way more to it. Lower me Melode Hula Bawanani ye Laysaro Goye Yazwin a chetty Beva so be down is Solora. These sit Anna Shenga sit Anna you puega. Time pine Nangano Poma Balauti. Ana Mashibule Sura General Thibo Lubare. Ana Mashilo Banwe Nango Doma, a lopian, lopa loop, pure nine Ana Turoma Mashibu. Mashibu Suraga, Mashijin Mahobu. CDM low lilo. Nayano Ima Nangando yet Yandia Itukulo. Yatware and need how shouted. Roda a long CDM yet. Alme Moody pity. And I'll general a theme happy ame. No? Near Angenaro
Congo at the napit, Piro, they can't, Bzee bakes with it, hala. Go down with Harego. Pony whippiro, Lureo tapa, dying. Nayam yapu, Navati lap. Ma piep husura, Pioraga, that pony mahobabu. Era Godon net thing and whippiro. Luda the Mario, a champagne, Godon with Tade, Lu Yoma, Lu Quemiada Pipare. Dilureo thing and what General Laser Yam Luabu. General Laser Yamaga. Tilane Tamadi. Toroye apiumu, Toro Bazaka Twella Resagao. General Laser Maba. Thinganga. Town Dwego with Hilo Yare, Sibu Twekule with Hilo Yare. Think. No, thing ango GBO, General Laser Lumiaba. Or General Kona, General Piambioma, CDM, General to a long go in Archie, the Lenergy Pit to the Anna Utapi, Anna O Dimbi Japi, the Pidu Matana and Nitama. Daga CDM yet all me mover. No, or DCDM ni Belauti, General set one Mele, Luria Sawane, Kesashime. Mitazu have Tatri movement, Mayatri Mushime. Or the Chamara DCDM. Dear Yaga, know, Lonine and the Tagani, General Joto Valime. Tao General Judret Havame. No. Or CDM Jotoalo, Lure Jompian Techavi, Canapian Dwajavi Surane, CDM ye Thedoavi, CDM ye Mashiro Wulo General Nine, say that Jazam Shibau. Jontoa ne Pido. Joma say I no lope a local lopia like Luyavare. No, Yatama Nelua let Diluave. Kama Nelua let Diluave. Say si chia let Diluave. The Lane Taubido Jompian dead, hala. So Ailomio a chema. Sour ne John, a Miazuga Pian Dwajan Dwabalime. Tore Ludio General say Sosia Maluba, Jandulo Tamasia Malubabu. The CDMs were the Gabaloma Lobare, Civil Disobedience Movement. No, a Lopian Lode Ludiale, a local Tuabido. Shina Iloame Neama, Tanai Laube, a local Lopia Laiba. And also ye Goze Yagano, Shise Yagano. The Yania Giga, Ipe, she will set to Alu Mayade and it how Jauto Abalime. Da CDM Nel Pateluch of Perava. Not who I general the Sanapia web, Sanapia Moody. No Lama Givoma, Sanapia Lu. Ye says a gongo pit, they on pit. No, the nan Mapiche Muso in Luo Jaipiro, Hala, Dona Jaipiro, Tanachizam, Matagavene, they on. The Noiro Quero Doma General Lurea di lo yes a semaloba. No, Erao Lu Chenem Hobu, go Bama Pidu, Tamanjo Tade, Baba Pidu, Piambiro, sit let Basidia, Dilo Lodesura, Dimone Lose Piao Tuavis, General Theavame. No, Edinia, General Buha ya a Jichi deha, alone Shibare. The Dutia a Chimazo February DNA Sapiro CDM net Anna Pisaye Lamoma Twella be Sana Piajare Tan Nasejo, Tanangalon Titan, Nasanga Dano Sana Piare Niama. A no omyemare. Omyene tema, as ala di se Anna Shini, a cool chain Anna ala di. SAC Nangano Ochoye a pues who be out, poet Haredui. Throw session about throw so season Osala Mapiepao, but that season let throw Mapiepao. That we met throw bowing. Tamaro Tatari, a wood sa wit Hareduri, a cone low. A lone song shown to our Shivane. General Becca, hala. Pidu Becca, Tolayema, win lolo. Dinati Theodora. A Takanayara, to Egon Conasejo, Pawinian Shivavi. A Pankara, not town at Tona Jama Shivavi. That Nanga Egon's only a power import, no? That we met.
The Gedan Song Shong Dwara, Pidu Mahobabu. The Gedan Song Shong Dwara. General Nangangu, a net chow say loud. Japan Peselu, Joma, Yes, Zagolama, Zaumanete, Luzay Pioni, Tamaro ye, Gonzoni be Pipare. Papilo Lesoro, the Tamaro Jigo, Tangaze Jo Piduri. Now some Boda Badane, Gogo, Pamarielo, can you tare Pidu, Amiazuga Tama, the Tamaro Jigo, Loma Lamakanawau. No, the Tamaro Jigo, Pidure Cornera. Go la jaide lu pite lu sick coelo core. Tamaro ye, Gagway Uzi Josu go, John Chilo core lua core, Jabulo core lua core. Hala. The loud tea, Pidu Becca, my yan, Shoncha core suraga. Tamaro sura, time be my lower de yard cuba. Tamaro ocho de ludis for time be a laser. Tene a poguriva. Dilurea trole Pidua laser mule machu. Lulo le matamau, Baloles or Troya loya diga, Lulo loaded loya maho, Bodabadalu, Soraro welu, no? Aro throw DNA tama. Dudia a cheese on general, Omi muji yalaitaga, Pera natural Tailomia babu. Anane Tailo Mea Babu Bane Tailo Yale so ye. The Tonkoya laser net, Decembera Nasang Ianema. Bangom Yoma Sapiro. The rate get it, 2 down, Mue Poala get it. Nema Lumio ye Tamaro, BIA got sa. Kit sesse, Piambi Lagera, Dinati Tamaro, no? The Tamaro GD. General, Nazet Tondan Shide, Pidu de ye, Nalonda Rema. They thought a poi pipare. Tamaro yi said Shibawe. Lenedile, Miai Shivare, Lule, Tonle, then Shivale me. Semura Honile, Tonle, then Shivare. No? Eddie a fine wine the General, Myanmar, Lu a poet, see de gane biro. Winye. Quadwabi pipare. Daga dudia a chizo Omini Mujiba. General Lungere send it laucrea, 2 days and a low diao, Gesao, Jenny, General Batwa Twile so ye. The Cheu Natown shit sap pola visogrea, General Pure, D. Tamaroma shide, Yashi Jimia, Sebo Jode, Se Gonzoni the General Nanga no Anago, Piduga. Pine sora u Bazakani pione biro, la Cheurema dayu, Nangano ana sora, Piduani biro, a chekan lavare, Balo de General Breathre Nangam hobo, Democracy Nangama, Pidu dida, a chocha ana pinedu pipare. Nautica Nangan da, Mepe quite pine gwen shidu alone the Democracy Nangama, a to a mea, Pidedu pipare. Sebo jolem hobo. Nangaye the Mari lem hobau. Uwemi lem hobau, Don Sansuji lem hobau. Democracy Kimha, that not throw la sogabi on Pioram hobau. Democracy Senema, but wash him in the Isra Mashibau. Tadana Banjogale, Democracy ma Amiazoma hobau. Kajogale, Democracy ma Amiazoma bau. Pidu Darlin, Democracy ma Amiamazo. No? A poet CG, a mere mazo, Pidu da then takes home my shiraba. Eddie Pidu ma takes home my shire Pidu, Chirone, Tenin, Bupana, Tenin Habiro. Hala, Palemo, Milka, that tiny pona mubo, no? Tamaro you, Cheu, na town shit, Cheu, thong biro. Pidu ye attacker. Anna Thain Lochin, a chamber Thain so they how, Ubere Toby loaded soraga. Eddie Chene, Eddie Cheu, na town shego, General G like a D Tamaro Gene, D Tamaro Joe kind biro, Pidu old Tain Cho needed, Sebo Joe Gimiadi. But low ma, General, Pubian Pion Lelo, Yabulo.
ကျွန်တော်ဆုံးဖြတ်ထားခဲ့ပါတယ်သူတေသနာတယောက်နိုင်ငံရေးထဲမှာခရီးစေးတွင်းကြဝင်ပြီးတော့အနှစ်30လောက်ခဲ့တဲ့လူတယောက်အနေနဲ့ဒီတပ်မတော်ကြီးဒီပြည်သူအတွက်ပြည်သူကိုအကျိုးပြုမဲ့ပြည်သူကိုအကာအကွယ်ပေးမဲ့ပြည်သူအသက်ဆိုးစိမ်အိုးအိမ်စီးစိမ်ကိုရှေ့ကနေမခံပြီးတော့ရက်တီပေးမဲ့အဖွဲ့အစည်းကြီးမဟုတ်တော့ဘူးလို့ကျွန်တော်ကသူတေသနာတယောက်သူတေတီတူအနေနဲ့ကျွန်တော်ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်အဲ့ဒီကျွန်တော်ဆုံးဖြတ်ထားတဲ့ဟာကို12နှစ်ကြာတဲ့အခါမှာပြည်သူကကို့အသွေးကို့အသားနှလုံးသားတွေကကိုယ်တိုင်သိပြီးတော့ခံယူလိုက်ပြီဆိုတာကျွန်တော်သိပါတယ်အဲ့ဒါကကျွန်တော်တို့အတွက်အတိကနော်ဒီနိုင်ငံတော်ရန်ရာကြီးကိုတလကျော်လုံးဝဆက်သွားလို့မရအောင်လုံနိုင်ခဲ့တဲ့ CDM ရဲ့အောင်မြင်မှုကြီးကနံပါတ်1နံပါတ်2ကစိတ်ပိုင်းဆိုင်ရာအရာပြည်သူသည်တမတော်ကြီးကရက်ဆက်လှုပ်လိုက်တဲ့အပေါ်မှာအခြေခံပြီးတော့ဒီတမတော်သည်ပြည်သူရဲ့တမတော်မဟုတ်ဘူးဆိုတာကိုသိသွားတဲ့အချက်ပါဒီအချက်တွေကအလွန်အရေးကြီးပါတယ်ဒါကြောင့်ဒီစိတ်ပိုင်းဆိုင်ရာအသိအမြင်ကအလွန်အရေးကြီးပါတယ်ဒါကြောင့်မို့လို့လဲပြည်သူဆက်ဆံရေးဆိုပြီးတော့ psychological warfare ဆိုပြီးတော့ပေါ့နော် side war လို့ခေါ်ပါတယ်ပြည်သူဆက်ဆံရေးတက်ကြီးဖွဲ့ပြီးတော့ပြည်သူကိုဟုတ်လား MRTV ကလွှင့်မယ်နောက်တခြား private media တွေကနေတဆင့်လုံးမယ်တမတော်ကြီးကိုပြည်သူကလေးစားအောင်ချစ်အောင်အမျိုးမျိုးလုပ်နေတာနှစ်ပေါင်း60ရှိပါပြီ60ရှိလိုက်တဲ့အချိန်မှာဒီ side war တမတော်လုပ်တဲ့ side war ကဒီလုံးဝမအောင်မြင်တော့ပါဘူးဘာလို့လဲဆိုတော့ပြည်သူကတမတော်ဒီပြည်သူနဲ့တသွေးတသားတည်းမရှိတမတော်ဒီပြည်သူကိုဖက်စစ်လို့အချမ်းဖက်သမားလို့မာဖီးယားလို့နှိပ်စက်တဲ့အဖွဲ့ကြီးတစ်ခုသာဖြစ်တယ်ဆိုတာကိုပြည်သူကလက်ခံသွားတာဖြစ်ပါတယ်အဲ့ဒီဟာကကျွန်တော်တို့အတွက်ဒုတိယအကြီးဆုံးအောင်မြင်မှုကြီးဖြစ်ပါတယ်ဒီအောင်မြင်မှုကြီးကိုနှစ်ခုကိုကျွန်တော်တို့ short တွက်လို့မရပါဘူးเนาะအဲ့တော့ကျွန်တော်ဒါမေးကြတယ်ကျွန်တော်တို့ဆက်ပြီးတော့ဘာလုပ်ကြမှာလဲဟုတ်လား R2P ကလာမှာလား Security Council ကဘာလုပ်ပေးနိုင်မှာလဲအဲ့တော့ကျွန်တော်နောက်တစ်ခါ sanction ကဘယ်လောက်ထိအောင်မလဲကျွန်တော်ဒီဟာကိုကျွန်တော်ဆက်ပြောပါမယ်ဒီ responsibility to protect ဟုတ်လားနိုင်ငံတော်တစ်ခု UN မှာပါတဲ့ UN ပေါ့နော်ဒီကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံသည်သူ့နိုင်ငံအတွင်းမှာနေတဲ့အထူးသဖြင့်အစိုးရပေါ့နော်အစိုးရနဲ့နိုင်ငံတော်အဆောက်အဦတွေသူ့နိုင်ငံထဲမှာနေတဲ့ပြည်သူပြည်သားတွေအကုန်လုံးကိုအကာအကွယ်ပေးရမယ်လိုအပ်တာကိုဖြည့်ဆည်းပေးရမယ်အဲ့ဒီဟာကနိုင်ငံတော်တရက်အစိုးရတရက်ရဲ့တာဝန်ဖြစ်တယ်နိုင်ငံတော်တရက်အစိုးရတရက်ကသူ့ရဲ့တာဝန်ကိုမကျေပြွန်ဘူးဆိုရင်ကုလသမဂ္ဂမှာ R2P ဆိုတဲ့မူရှိပါတယ်အဲ့ဒီမူရဆိုရင်ကုလသမဂ္ဂကအထူးသဖြင့်လုံခြုံရေးကောင်စီဗီတိုနိုင်ငံ9နိုင်ငံရှိတဲ့လုံခြုံရေးကောင်စီမှာ10နိုင်ငံကလှည့်ပတ်ပြီးတော့ပါပါတယ်အဲ့တော့လုံခြုံရေးကောင်စီနှစ်တိုင်းမှာ15ဘွဲ့ရှိ15နိုင်ငံပါပါတယ်9နိုင်ငံကတော့အမြဲတမ်းရှိပါတယ်အမြဲတမ်းအဖွဲ့ဝင်ဆိုပြီးတော့ဟလာတရုတ်ရဲ့ပြင်သစ်ရဲ့ဗြိတိရှရဲ့နောက်တစ်ခါ USA American ရဲ့ရုရှားရဲ့ဖြစ်ပါတယ်ဒီနိုင်ငံတွေက R2P နဲ့ပတ်သက်လို့ရှိရင်သူတို့ကအတိကသဘောတူပြီးတော့ဗမာပြည်ကိုဗမာအစိုးရသည်ဗမာတပ်မတော်သည်စစ်အာဏာရှင်ယူထားအဖွဲ့သည်ပြည်သူပြည်သားတွေကိုလက်နက်မဲ့မရှိတာကိုခွေးကလေးကြောင်ကလေးကိုခေါင်းကိုချိန်ပြီးတော့
တတ်နေပြီဆိုရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကအားလုံးကဒါကိုလက်ခံလို့မရဘူးဆိုပြီးဝင်ရမယ် R2P ဝင်ရမယ်အခြေအနေပါသို့တော့ R2P ကအမျိုးမျိုးဝင်လို့ရပါတယ်ဒီအပြင်ပနိုင်ငံတစ်ခုက R2P နဲ့ဝင်မယ်ဆိုပြီးတော့စစ်ရေးရဝင်တာကိုကုလသမဂ္ဂကခွင့်ပြုလို့ရပါတယ်ဒါပေမဲ့အဲ့ဒီဟာကလုံးဝမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်တာကိုကျွန်တော်တို့ကလာမင်းကြီးကိုစားခြင်းနဲ့ဆိုပြီးတော့အောက်ကနေပြီးတော့ညတိုင်းမှာထွက်ပြီးလာတာတဲ့ညပဲဖြစ်ဖြစ်လာမိုက်တဲ့ညပဲဖြစ်ဖြစ်လာမင်းကြီးကိုတန်းတနေတာကဒါကကျွန်တော်တို့အုံနောက်ကိုမသုံးတဲ့အပြစ်ပါနှလုံးသားကလိုလားတာလက်ခံပါတယ်ဒါကျွန်တော်တို့လိုအပ်တယ်ဆိုတာလဲကျွန်တော်ကိုယ်တိုင်လဲပြည်သူနဲ့အတူကျွန်တော်ယုံကြည်ပါတယ်သို့တော်ဒါဒီမဖြစ်နိုင်ပါเนาะအဲ့ဒီလိုမျိုးအနေအထားမှာစီးပွားရေးပိတ်ဆို့မှုတွေကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကလုပ်လို့ရပါတယ်เนาะဗမာပြည်နဲ့ပတ်သက်လို့စီးပွားရေးမလုပ်ရဘူးဆိုတာကိုသူတို့နှီးမျိုးစုံနဲ့သူတို့လုပ်လို့ရပါတယ်အဲ့ဒီဟာလည်းမလုပ်ပါဘူးဘာဖြစ်လို့လဲဆိုတော့တရုတ်နဲ့ရုရှားကဒါကိုဗီတိုကင်ထားပြီးတော့သူတို့ကကုလသမဂ္ဂမှာအထူးသဖြင့်လုံခြုံရေးကောင်စီမှာဗမာပြည်အရေးတက်လာတိုင်းကပြည့်ရပြည့်လုံးမဲ့နိုင်ငံနှစ်နိုင်ငံဖြစ်ပါတယ်ရုရှားနဲ့တရုတ်ပြည်ကကျွန်တော်တို့ပြည်သူတွေအတွက်ရန်သူလိုနိုင်ငံကြီးတွေဖြစ်ပါတယ်ဒါသူတို့နဲ့ကျွန်တော်တို့ကရန်သွားဖြစ်ဖို့အလားအလာမရှိပါဘူးဟုတ်လားကျွန်တော်တို့စစ်အစိုးရကိုတောင်မှကျွန်တော်တို့ဒီအချိန်မှာအသေးအတန်နော်ရှေ့ဆက်မသွားနိုင်အောင်လုပ်နေရတဲ့အချိန်မှာနျူကလ িয়ার လက်နက်ကင်ထားတဲ့ရုရှားတို့တရုတ်တို့ကိုကျွန်တော်တို့ကသွားပြီးတော့ရန်သူလုပ်လို့ဒီအချိန်မှာကျွန်တော်တို့မှာအင်အားမရှိပါဘူးဒါကြောင့်ကျွန်တော်ပြောချင်တာကတော့ R2P ကိုကျွန်တော်တို့ဆက်မမျှော်မှန်းပါမှန်းနဲ့ဘာလို့မမျှော်မှန်းမှန်းနဲ့လဲဆိုရင်ဒါလာမင်းကြီးကိုကြည့်ပြီးတော့လာမင်းကြီးကိုစားကျင်တယ်ဆိုတဲ့ဆန္ဒဖြစ်တာနဲ့အတူတူပဲလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုပြောလိုက်လို့ကျွန်တော်တို့စိတ်ကြသွားစရာမလိုပါဘူးခုနနှစ်ခုပေါ့ကျွန်တော်ပြောခဲ့တာနိုင်ငံတော်ရန်ရာကြီးဒီလုံးဝရပ်သွားတယ်နိုင်ငံတော်ဝန်ထမ်းတွေပြန်ပြီးတော့အလုပ်လုပ်ရမယ်ဆိုရင်တောင်မှ100% လုပ်ရမယ့်နေရာမှာ9% 10% လို့ပဲလုပ်လိုက်ကြပါဒါဆိုရင်နိုင်ငံတော်10% နဲ့ပဲခရီးသွားမဲ့နိုင်ငံတော်ကြီးကတစ်ချိန်မှာချွတ်ချုံကြသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီနိုင်ငံတော်ကြီးလှုပ်ရှားနေတဲ့၍စစ်အာဏာရှင်အဖွဲ့တွေဒီနိုင်ငံတော်ကိုသူတို့ရဲ့လက်နဲ့ပစိန်အနေနဲ့သုံးပြီးတော့ပြည်သူကိုထိန်းချုပ်မှာဒုက္ခပေးမှာစစ်ကြုံဘဝရှေးအောင်ဆက်လုံးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနိုင်ငံတော်ကိုဘလို့နီးနေမှကျွန်တော်တို့အသက်ပြန်လဲရှင်ခွင့်ပေးလို့မရပါဘူးနောက်ဆုံးမတတ်တာလို့ရှင်ခွင့်ပေးမယ်ဆိုရင်တောင်မှနိုင်ငံတော်ကိုအသက်ကိုဖုတ်လိုက်အဆင့်မှာပဲကျွန်တော်တို့ထားဖို့လိုပါလိမ့်မယ်နော်နောက်ဒါ R2P အနောက်နိုင်ငံတွေကပါလာမယ်နောက်တစ်ခုကဒီ American နိုင်ငံကစီးပွားရေးနဲ့ပတ်သက်ပြီးတော့စမ်းချင်မှုဒီစီးပွားရေးစမ်းချင်မှုကကျွန်တော်တို့အတွက်တကယ်တမ်းပြောမယ်ဆိုရင်အထောက်အကူအလွန်ပြုပါတယ်ဟုတ်တယ်ဗိုလ်ချုပ်ကြီးတွေကသူတို့ခိုးထားတဲ့ဘီလီယံနဲ့ဟလားဘီလီယံနဲ့ချီပြီးတော့ခိုးထားတဲ့ငွေတွေကိုနော်ကျွန်တော်တို့ဥပိုင်နှစ်ခုရှိတယ် MEC နဲ့ MEHC ဆိုပြီးတော့ရှိတယ်နော်ဥပိုင်နှစ်ဖွဲ့ကြီးမှာကုမ္ပဏီတွေ3-4 တောင်သူတို့ရှိတယ်အဲ့ဒီကုမ္ပဏီတွေ3-4 တောင်နဲ့ကိုပိုင်ကုမ္ပဏီတွေထောင်ပြီးဟလာဂျပူအဖွဲ့ဟလာဒီမောင်တန်းရွှေအဖွဲ့အကုန်လုံးပေါ့စစ်ဗိုလ်ချုပ်ကြီးတွေအကုန်လုံးတကယ်မာဖီးယားဒုစရိုက်သမားအကြီးစားကြီးတွေလို့ခိုးထားတာတိုင်းပြည်ကနေပြီးတော့တယံဇာတရောင်းစားပြီးတော့အိတ်ထဲကိုထည့်တာတိုင်းပြည်အတွက်လက်နဲ့ဝယ်မယ်ဆိုပြီးတော့ယာဂိုင်နှုံးနဲ့သူတို့အိတ်ထဲကိုခိုးထည့်လိုက်တာဒါတွေအကုန်လုံးကိုသူတို့ဟလာရှန်ဟိုင်းတို့စင်ကာပူတို့ဟလာဒီလိုနေဘန်တွေမှာသွားထားတာတန်း16 တန်း18 တန်း20 တန်း20အတိအကျတော့ကျွန်တော်မသိပါဘူးတန်းဆိုတာဘီလီယံ20ဘီလီယံ30အထိသူတို့ခိုးထားပါလားဒါပြည်သူရဲ့ပတ်စံပါပြည်သူရဲ့ဘဏ္ဍာငွေတွေကိုခိုးထားတာပါနော်အဲ့တော့
ဒီ sanction လုပ်တယ်ဆိုတာအဲ့လိုမျိုးခိုးထားလို့သူတို့ပတ်စံတွေကိုဟုတ်လားကျွန်တော်တို့ကပြည်သူဘဏ္ဍာမသိမ်းနိုင်တဲ့အနေထားစင်ကာပူကရှေ့ကနေပြီးတော့ဒါကိုကာကွယ်ပေးထားတာပါစင်ကာပူကလည်းအလွန်ဆိုးရွားတဲ့နိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့အတွက်နိုင်ငံလေးရတာမြို့လေးတစ်မြို့တည်းသာဖြစ်တာเนาะစင်ကာပူဒီအလွန်ကျွန်တော်တို့နိုင်ငံအတွက်အလွန်ရုပ်မာတဲ့နိုင်ငံဖြစ်ပါတယ်เนาะဒီအစိုးရပါအထူးသဖြင့်စင်ကာပူပြည်သူပြည်သားတွေကိုကျွန်တော်ပြောတာမဟုတ်ပါဘူးเนาะဒီစစ်ဗိုလ်ချုပ်ကြီးတွေဆေးကုရင်စင်ကာပူမှာကုပါတယ်เนาะစစ်ဗိုလ်ချုပ်ကြီးတွေဝယ်ထားတဲ့အဲ့ဒါလုပ်ငန်းတွေအိမ်တွေလည်းစင်ကာပူမှာရှိပါတယ်တခြားနေရာတွေမှာလည်းရှိပါတယ်နောက်ဗမာပြည်အစိုးရကိုနှီးမျိုးစုံနဲ့အထူးသဖြင့်စစ်တပ်ကိုဥနေဝင်ခစ်ကလေးကအနောက်ကနေပြီးတော့ပြင်းပံ့ပိုးခဲ့တာစင်ကာပူနိုင်ငံဖြစ်ပါတယ်နော်အစိုးရပေါ့နော်အဲ့တော့စင်ကာပူကလည်းမာဖီးယားလိုနိုင်ငံမျိုးပါပဲအဲ့တော့သူတို့ဟလာဘူးလူပလင်းစို့အချင်းချင်းဖြစ်တာကျွန်တော်တို့အတွက်ကဒါကျွန်တော်အတွက်ကမဆမ်းပါဘူးကျွန်တော်ဒါသိနေပြီးသားစင်ကာပူအကြောင်းလည်းကျွန်တော်ကောင်းကောင်းသိပါတယ်အဲ့တော့ကျွန်တော်ပြောနေတာတခြားမဟုတ်ဘူးအမေရိကန်နိုင်ငံကစီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်ဟလာဒီဂျပူရဲ့သားနဲ့သမီးကိုဟလာဒီအကြမ်းဖက်သမားတွေရဲ့နဲ့အတူတူဒီစီးပွားရေးပိတ်ဆို့မှုနာမည်နဲ့ထည့်လိုက်တာနော်ဒီ ISIS လို့ခေါ်တဲ့ဒီ Islamic State ဆိုလို့ခေါ်တဲ့ဒီအကြမ်းဖက်အဖွဲ့တွေနဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့သားနဲ့သမီးကိုတန်းတူတဲ့ထည့်လိုက်တာဖြစ်ပါတယ်နော်ဒါပေါ်သေးသေးလုံးမဟုတ်ပါဘူးနောက်တစ်ခုကသူတို့အမေရိကန်နိုင်ငံမှာပတ်စံသွားမထားဘူးဆိုရင်တောင်မှကျွန်တော်တို့ကမ္ဘာလုံးမှာလူတိုင်းမသုံးမဖြစ်သုံးရတဲ့ပတ်စံဒီ American Dollar ဖြစ်ပါတယ်ကမ္ဘာလုံးမှာရှိတဲ့ငွေကြေးလဲပတ်မှုသည် American Dollar စနစ်ကိုအဲ့ဒီမန်တိုင်အဲ့ဒီရန်တရားတွေကသွားရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ sanction ဆိုပြီးတော့ဟလာပြီးခဲ့တဲ့2ရက်လောက်မှာဒီအောင်ဖုံးတက်နဲ့သူ့အမလားညီမလားကိုထည့်လိုက်တဲ့အထဲမှာနော်သူတို့ပိုင်တဲ့ဘဏ်အကောင့်တွေကိုအမေရိကန်နိုင်ငံမှာမရှိလို့မပိတ်တာပါဒါပေမဲ့အဲ့ဒီဥပိုင်အဖွဲ့တွေကုမ္ပဏီတွေထောင်နဲ့ချီပြီးတော့ဟလာဗမာပြည်မှာရှိတဲ့ဟလာဒီစစ်တပ်နဲ့နှွယ်တဲ့ကုမ္ပဏီတွေစစ်ဗိုလ်ချုပ်ကြီးတွေပိုင်တဲ့ကုမ္ပဏီတွေစစ်ဗိုလ်ချုပ်ကြီးတွေစစ်ဗိုလ်ချုပ်မိသားစုတွေပိုင်တဲ့ကုမ္ပဏီတွေကနိုင်ငံခြားနဲ့အလုပ်လုပ်မယ်ဆိုရင်အဲ့ဒီသူတို့ရှိကိုမြုပ်နှံမဲ့ငွေသူတို့အတွက်အကျိုးမြတ်ပေးရမဲ့ငွေတွေအကုန်လုံးက American Dollar စနစ်ကနေတဆင့်သွားရပါတယ်အဲ့ဒီ American Dollar စနစ်ဆိုတာဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့မန္တလေးမှာရှိတဲ့ဘူရာကြီးတို့ရန်ကုန်မှာရှိတဲ့ဘူရာကြီးတို့ ਨੇ အတူတူပါပဲဘယ်နိုင်ငံကပတ်စံမေးဗမာပြည်နဲ့ဆက်ဆံလိုက်အဲ့ဒီဘူရာကြီးတွေကဖြတ်ပြီးတော့နယူးယောက်ကနေဖြတ်သွားရပါတယ်နော်အဲ့ဒီနယူးယောက်ကဖြတ်သွားတယ်ဆိုလိုက်တာ ਨੇ အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုဥပဒေနဲ့ညီလို့အဲ့ဒီဟာကိုရက်လိုက်လို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်နော်အဲနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ Federal Army ကိုကျွန်တော်တို့မပြောလို့မရပါဘူးဘာလို့ဆိုအများစုတိုင်းရင်းသားအများစုကနှစ်ပေါင်းကျွန်တော်တို့ဗမာပြည်သူတွေခံစားခဲ့ရတာတဲ့ပို့ပြီးတော့ရက်ဆက်တာမျိုးတိုင်းရင်းသားတွေကရွာလုံးကျွတ်မီးရှို့ခံရတယ်တိုင်းရင်းသူတွေကိုဟလာမဒိန်ကျင့်ခံရတယ်စစ်တပ်ကမဒိန်ကျင့်တာပါဒါလန်ကျုံမဟုတ်ပါဘူးကျွန်တော်တငယ်ချင်းတွေတက်ထဲမှာရှိပါတယ်တဲတုံမှာနေခဲ့တဲ့တငယ်ချင်းတွေကိုယ်တိုင်တိုင်းရင်းသူတွေကိုမဒိန်ကျင့်တဲ့လူတွေထဲမှာကျွန်တော်တငယ်ချင်းတွေပါပါတယ်သူတို့ကိုယ်တိုင်ပြောတာပါအရက်မူးပြီးတော့စိတ်ထဲမှာဟလာလူစိတ်ပေါ်လာတဲ့အချိန်မှာငါကတော့ဘယ်ရှမ်းမလေးကိုဘယ်နေရာမှာမဒိန်ကျင့်လိုက်တာဆိုတာကျွန်တော်နားနဲ့ဆက်ကျွန်တော်ကြားခဲ့ရတာပါနော်အဲ့တော့ဒီဟာတွေကဟလာဒီ Rohingya အမျိုးသမီးလေးတွေကိုမဒိန်ကျင်တာထောင်နဲ့ချီပြီးတော့ကျင့်ပါတယ်။နော်ဒါသူတေသနာလှုပ်ထားတဲ့လူတွေအကုန်သိပါတယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်ကိုသွားပြီးတော့ကြည့်ပါကျွန်တော်ကိုယ်တိုင်ကဟလာဒီ Rohingya အမျိုးသမီးလေးတွေမဒိန်ကျင်ခံထားခဲ့ရတဲ့ဟလာမဒိန်ကျင်ပြီးအသက်မခံလိုက်ရလို့ဟလာထွက်ပြေးလာနိုင်ခဲ့တဲ့ Rohingya အမျိုးသမီးလေးတွေကိုကျွန်တော်ကိုယ်တိုင်ကသူတေသနာတေးချာလေးဆာနဲ့ဟလာတကားပိတ်ပြီးတော့ကျွန်တော်မေးခဲ့ရတာပါ
နော်တချို့ဆိုရင်ငိုကြီးချက်မှနဲ့စကားကိုဆက်မပြောနိုင်တော့အဲ့ဒီလောက်မျိုးတိုင်းရင်းသားဒေသတွေမှာကျွန်တော်တို့တက်မတော်ကြီးကစစ်ဦးဘလူးဖက်စစ်ဂျပန်လိုကင်ပေတိုင်လိုနာဇီ SS တွေလိုမဒိန်ကျင့်ခဲ့တဲ့တက်မတော်ကြီးပါနော်အခုမှကျွန်တော်တို့ကဟလာဒီပေါ့ social media ပေါ့ Facebook မှာတက်ပြီးတော့ဟလာဒီတက်ထဲကဟလာစစ်ခွေးတွေက generation Z အမျိုးသမီးလေးတွေကိုပဲဖမ်းခဲ့ပြီးတော့အဲ့ဒီအသားမစားဘူးတက်ရောက်မှငါတို့စားလိုက်မယ်ဆိုတာမျိုးကိုပြည်သူတွေကကိုညီမလိုအမလိုအတော်လိုအမေလိုသဘောထားမယ်ကျွန်တော်တို့မြန်မာပြည်သူတွေကအမျိုးသမီးတွေကိုတောင်မှမဒိန်ကျင့်မယ်လို့ပါဇက်ကစပြောလာတာဒီလိုမျိုးလုပ်နေတာအနှစ်80ရှိသွားပါပြီတိုင်းရင်းသားဒေသတွေမှာအဲ့တော့အခုအချိန်မှာကျွန်တော်တို့ဘာသွားလဲကျွန်တော်တို့ဗမာပြည်မှာလူမျိုးပေါင်းအများစွာရှိပါတယ်အဲ့ဒီအထဲမှာတက်မတော်ဒီဗမာပြည်သူပြည်သားတွေကိုကာကွယ်တဲ့တက်မတော်မဟုတ်တော့ဘူးဆိုတာကိုပြည်သူကိုယ်တိုင်ကဘဝအသိမျက်စိနဲ့အမြင်နားနဲ့အကြားသိလိုက်တဲ့အခါမှာကျွန်တော်တို့ဘာလို့စဉ်းစားရမလဲဆိုရင်တိုင်းရင်းသားအားလုံးမှာနောက်ဆုံး Rohingya တောင်မှအာဆာဆိုပြီးတော့အောင်မြင်သည်ဖြစ်စေမကောင်းတာလုပ်ခဲ့သည်ဖြစ်စေအာဆာဆိုပြီးတော့လက်နက်ကင်တဲ့အဖွဲ့ရှိပါတယ်ကျွန်တော်တို့ဗမာပြည်သူပြည်သားတွေနော်ဘာလူမျိုးပဲဖြစ်နော်ဒီမြို့ကြီးတွေမှာနေတဲ့လူကျွန်တော်တို့ကာကွယ်ပေးမဲ့မြို့ကြီးတွေမှာနေတဲ့မြို့မိမြို့ဖတွေကိုကာကွယ်ပေးမဲ့လက်နက်ကင်တပ်ဖွဲ့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့တပ်မတော်ဒီကျွန်တော်တို့ပြည်သူပြည်သားတွေကိုကာကွယ်ပေးတဲ့လက်နက်ကင်အဖွဲ့အစည်းကြီးမဟုတ်တော့ပါဘူးအဲ့လိုမဟုတ်တဲ့အချိန်ကစပြီးတပ်မတော်ဒီနိုင်ငံတော်ရဲ့ကာကွယ်ရေးအဖွဲ့မဟုတ်တော့ပါဘူးတပ်မတော်ကထုတ်တဲ့ဥပဒေတွေဒီကျွန်တော်တို့ဒီနာဇီဂျာမနီမှာဟစ်တလာထုတ်တဲ့ဥပဒေနဲ့အတူတူပါပဲတပ်မတော်ကဥပဒေလို့ပြောတယ်နိုင်ငံတော်လို့ပြောတယ်ဒါတွေဗမာပြည်မှာဥပဒေမရှိပါဘူးဗိုလ်ချုပ်တွေဗဇက်ကပြောချင်တာပြောပြီးတော့ဟလာထွက်လာတဲ့စကားတွေဒီဥပဒေလုံးနေတာပါအခုဆိုရင်အဲဇင်းပြန်ဟလာတိုင်ရမယ်တို့ဟလာနောက်လာဖမ်းတဲ့ဟလာဒီစစ်ခွေးတွေကလည်းပြောမှနိုင်ငံတော်ကခိုင်းလိုက်လို့ပါနိုင်ငံတော်ဆိုတာမရှိတော့ပါဘူးကျွန်တော်တို့နိုင်ငံမှာဘာလို့လဲဆိုတော့ CDM ကဖျက်ပစ်လိုက်ပါပြီအဲ့တော့အခုရှိနေတဲ့တပ်မတော်ဒီခိုးဆိုမဒိန်ကျင်လူသတ်ဖက်စစ်လိုမာဖီးယားလိုဟုတ်လားဒီလက်နက်ကင်အဖွဲ့အစည်းတာဖြစ်ပါတယ်ကျွန်တော်တို့ဒါဗိုလ်ချုပ်အောင်ဆန်းထောင်ခဲ့တဲ့တပ်မတော်မဟုတ်တော့ပါဘူးပြည်သူရဲ့တပ်မတော်လည်းမဟုတ်တော့ပါဘူးအဲ့ဒါကိုကျွန်တော်တို့အခြေခံပြီးရင်ကျွန်တော်တို့ Federal Army ဆိုတာကျွန်တော်တို့ထောင်ဖို့လိုပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံမှာဟလာဒီ NCA ခေါ်ပြီးတော့ဟလာဒီနိုင်ငံတလွမ်းလုံးမှာလက်နဲ့ငိမ့်ချမ်းရေးယူထားတဲ့အပြစ်ခတ်ရက်စဲရေးယူထားတဲ့အဖွဲ့တွေ15ဟလာအများကြီးရှိပါတယ်10ဘွဲ့15ဘွဲ့ရှိမယ်ဟလာကျွန်တော်တို့ဒီចောင်းသားတပ်ဖွဲ့လဲပါပါတယ် KNLA လဲပါပါတယ်เนาะ RCSS ဒီဟောပေါ့เนาะဒီ Restoration Council of Shan State ဟလာဒီဗိုလ်ချုပ်ကြီးယော့ဆိုကတက်လဲပါပါတယ်အဲ့ဒီအဖွဲ့တွေဒီအချိန်မှာရှားလည်းရှမ်းနေမှာလက်နဲ့ကင်ထားတဲ့အဖွဲ့3-4ဘွဲ့ရှိတယ်ကရင်မှာလည်းရှိတယ်ကချင်မှာလည်း KIA ရှိတယ်မရှိတာကကျွန်တော်တို့ဗမာပြည်သူတွေမှာပဲကျွန်တော်တို့ဗမာတပ်မတော်ဆိုတာမရှိတော့ဘူးဟိုတပ်မတော်ကစစ်အာဏာရှင်တွေရဲ့လက်ကင်ဒုတ်ဖြစ်သွားလို့ကျွန်တော်တို့နိုင်ငံမှာဗမာတပ်မတော်ဆိုတာမရှိတော့ဘူးဒါကိုကျွန်တော်တို့လက်ခံရမယ်ဒါကိုကျွန်တော်တို့ဟလာနားလည်ရမယ်သဘောပေါက်ရမယ်အဲ့တော့ဒီလောလောဆယ်မှာတန်း90ရှိတဲ့ပြည်သူတွေကတချို့ရက်တွေမှာထွက်လာလိုက်တာဥပမာဆိုတော့2-5လုံးမှာဆိုရင်တန်း25သန်းလောက်ပြည်သူတွေကလမ်းပေါ်ကိုထွက်လာတယ်25သန်းအဲ့ဒီမှာ generation Z နီကိုမောင်နှမတွေအများကြီးရှေ့ကနေထွက်တယ်နော်အဖိုးအဖွားအရွယ်တွေလည်းအကုန်ထွက်တယ်အဲ့တော့မျိုးဆက်3ခုကျွန်တော်တို့လူအဖွဲ့အစည်းကြီးတစ်ခုလုံးကဒီတပ်မတော်ကြီးဒီစစ်ခွေးများသာဖြစ်တယ်ဆိုတဲ့အမြင်နဲ့ထွက်လာတာဖြစ်ပါတယ်ဒါကျွန်တော်အမှန်တရားကိုပြောတာပါအထဲမှာရှိတဲ့ပြည်သူကသိပြီးတာပါနော်ဘယ်ပုံကျုပ်ဖယ်လာဦးနေဝင်းခေတ္တကလည်းဒီတပ်မတော်ကြီးကိုသုံးပြီးတော့7 July မှာကျောင်းသားတွေကိုတတ်တာလူ300ကျော်တတ်တာရန်ကုန်တက္ကသိုလ်အဓိပတိလမ်းပေါ်မှာတတ်တာလူ300လောက်တတ်တယ်နော်မှိုင်းရပြေးမှာလည်းတတ်တယ်နောက်ဦးသအရေးအခင်းမှာလည်းယာနဲ့ချီပြီးတော့တတ်တယ်88မှာထောင်နဲ့ချီပြီးတတ်တယ်ရွှေဝါရောင်မှာတန်ဃာတော်တွေကိုတတ်တယ်နော်နောက်ကျောင်းသားရေးခင်းတွေမှာဟလာအခုဒီ ABFSU ပေါ့နော်
Eddie John Ari loaded, La John debate, Naton Golo Male that. Bojoji Somo, Bojoji Kenyon letted don't let the Tamarogia Pidu Tate. Utanshwe, Uma Bojomo, Bojo Tanshwe kid on let that. May outline came on let that. May outline on Lindway came on let that. But Une went that a blousible, Senate Jordan, and then I said on she and Shiom, no? Bojoji ne win kickerea, Somo Tanshwe Kenyon, a coup. On Lindway may outline. Bear Bojo Tete, the Tamaro, the Pidu Becca Jacquet Tamaro Mahobabu. No, Dianario Tamanevu, Madame Gemine Uso ye. Lola ye logene, democracy logene, Bama Pidu Pidario Tate. Di Tamaro G Pidu Tate Tamaro G be Pipare. General the Federal Armies General Mashilo Mayababu. The Tamaroji Shine the way, General the Pidu Kagwebo Twe. Then I can foresee General Lowa Leme. Anyhow, Lolozema Tanago Below Piama Matida, Pidu Miazuni, Leonard Kaimo, General Titonam Hobo, General Solo General Loloze Ma NCA told her a puere shibare. No, Sangawa she did, General John Tapuele Shivare. Any puerin in it, General Adiga Tap your Jamare. Nanganoi, the Bamapidu Miazu, the Diana Poma, Diana Lenakaini Poma, the bones of Biro, Wara Piamu, Can't Hayalu, Nangaleria, the Bongo Chopiro, Tamaro, Chino on Lotare, Wara Piamugu, Jamulu, a mini Magera, and Ningare Chause Shivavi. Erika, a coody should no Tola say win on air cacharo, Tamaro, the Naro, Tapiani, Pesse, Kimpe time, Mafialo, County da Pite, Hala, KIO, Nancy Van Payme, KNU, Beloche, Lazare, Piome, KNLO, General, Labio, Kagweva, so General, Akuchema, Hala, Taina Tadeo, General, Kagwevo, Kunivo, Sound Shapo, General, Town Danny, a chain pipare. The Diana Tapway gone on Yakmia. General Diga Tabio Genagaro. The Nono Giro Machide Tati. Nono Giro Machide Diana Pidu Pidarego, Caguera, Dark Namate, Yechide, Canamulo, General in a Taukamare. Dodo D. Chema Diana Sobiro, Gone Lady Mabeco Sepiro, Nede. Go neo be go chide, go lumiosu leo be go chide seco, General Sapiro, Pia, all General Piojamare. Bamapi sora Bamare eve painam hobau. Bodava de eve painam hobau. Shela me Lolate Federal Piranzu, Democracy Shire Piranzuma, Kayan let the Mana Piame, Kayan let the Federal Army ma Uzijo Piame. Kachin let Gagway when you piame. Kachin let the Mara piame. Kayin let piame. Chin let piame. Yakai let piame. Muslim let piame. Bodavada let piame. Lumio mayue bada mayue. A ye chin ya. Shedango tenine seneju. General Logene. Go lumio ne go self-determination. Go chama go panina wing go logene. Democracy go simane democracy. Cheu na township go people. A threat. Lower me democracy mule logene so ye. Diana nonoji. Alok mea. A mutami, gone mea, a power wimbo. Go lumio zule go machivane. General Bamapidu a miazuga. Wara mind jomulo, ning hase lao, a net chow se lao, magere a mamiogu. Go boda badane, go bamari, simpian, be also be there. Main negere bamari, di chema doka yawnira, thing answer you be all. Go gayin pine, go gachampine, go champine, go hala champine, go mompine, go ye kind pine. Dipine ma theayane, Toby so be on malobane. No, a miota sego tava, lumio sego shema,
ရှိပါလူမျိုးရေးစိတ်ဆိုတာလူတိုင်းမှာရှိပါတယ်ဒါတဘာဝကြပါတယ်ဒီလူမျိုးရေးစိတ်ကိုကျွန်တော်ကပြစ်ပယ်ပါလို့ကျွန်တော်တိုက်တွန်းတာမဟုတ်ပါဘူးကရင်ဆိုရင်ကရင်ကိုဗမာလည်းပို့ချစ်မှာပဲဟုတ်လားဗမာဆိုရင်လည်းဗမာဗုဒ္ဓဘာသာဗမာချင်းချင်းပို့ပြီးတော့ရိုင်းမင်းမှာပဲသို့တော့နိုင်ငံတော်ရဲ့လိုအပ်မှုသမိုင်းရဲ့လိုအပ်မှုပြည်သူရဲ့တောင်းဟုတ်လားတောင်းတမှုရှိတဲ့အနေအထားမျိုးမှာတနိုင်ငံလုံးကိုအမျိုးသားခေါင်းဆောင်မှုအမျိုးသားစစ်ရေးခေါင်းဆောင်နိုင်မှုအဲ့ဒီအမြင်ကိုစပြီးတော့သုံးပါအဲ့ဒီအမြင်ကိုစပြီးတော့မွေးပါနော်အတိကအဖြစ်နိုင်ဆုံးအခုအချိန်မှာတော့ Federal Army ကဒီ NCA ထိုးထားတဲ့အဖွဲ့တွေ NCA ထဲမှာမထိုးခဲ့တဲ့ဟလာ KIO လို့အဖွဲ့တွေဟလာနောက် AA လို့ arakan army လို့အဖွဲ့တွေဒီအချိန်မှာကျွန်တော်တို့အားလုံးဘုံရန်သူကိုတိုက်ရမယ့်အချိန်ဖြစ်ပါတယ်ဒီ Federal Army ကကျွန်တော်တို့အတွက်အလွန်အရေးကြီးပါတယ်အခုပဲကြည့်လိုက်ပါ CRPH မှာတကဘာလုံးထွက်ပြီးတော့လှုပ်ပြနေတာဒေါက်တာဆာဆာချင်းလူမျိုးခရီးယန်ဘာသာကိုင်းဆိုင်တဲ့ပုဂ္ဂိုလ်ဆရာဝန်ဟုတ်လားကျွန်တော်အနေနဲ့ဆိုညီငယ်လေးတယောက်ပေါ့နော်ကျွန်တော်58ရှိပါပြီသူကျွေးလိုက်တဲ့သူ့ရဲ့လက်ထောက်ဆိုတာကဟုတ်လားကရန်ကရင်လူမျိုးနော်အဲ့တော့ဗမာပြည်ရဲ့လွတ်မြောက်ရေးကြီးကိုဒေါ်ဆန်းစုကြည်ထောင်ကျနေတာဥဝင်းမြင့်အချုပ်ကျနေတဲ့အချိန်မှာရှေ့တန်းကတကဘာလုံးမှာထွက်ပြီးတော့လှုပ်ပြနေတာကချင်းလူမျိုးကချင်လူမျိုးနော် sorry ချင်းလူမျိုးခရီးယန်ဘာသာဝင်မန္တလေးမှာတကယ်တကဘာလုံးအသိအပြစ်ခံတတ်ခံလိုက်ရတာတရုတ်လူမျိုးမတ်ကျဲစင်ဟလာဒေါ်ဆန်းစုကြည်နေရာရဖို့လှုပ်အသက်အသေးခံပြီးလှုပ်သွားပေးခဲ့တာကမွတ်စလင်ဘာသာဝင်ဦးကိုနီအဲ့တော့ငါကရင်တက်ကိုကင်ထားလို့ကရင်တွေအတွက်ပဲလုံမယ်ဆိုတာနံပါတ်1အနေနဲ့ဦးစားပေးလို့တောက်ကိုကျွန်တော်အနေနဲ့ထောက်ခံပေမဲ့ဒီအချိန်မှာတော့ကိုကရင်ဆိုရင်ကရင်အတွက်ပဲမကြည့်ပါနဲ့တော့တနိုင်ငံလုံးလူမျိုးမရွေးဘာသာမရွေးလိုအပ်နေတဲ့တမိုင်းရဲ့တောင်းဆိုမှုကိုတမိုင်းရဲ့လိုအပ်ချက်တစ်ခုကိုတိုင်းရင်းသားလက်နက်ကင် NCA ထိုးထားတဲ့နောင်တော်ကြီးများအားလုံးကိုကျွန်တော်ဒီနေရာကနေပြီးတော့တိုက်တွန်းကြပါတယ်ကျွန်တော်တို့တွေဒီဘုံရန်သူကိုဒီအချိန်မှာအမြင့်ဖြုတ်မလုံနိုင်ဘူးဆိုရင်နောက်ထပ်အနှစ်30ထပ်ကြာပြီးတော့ generation Z ရဲ့နောက်ကလူတွေဟလာလူငယ်လေးတွေပါနောက်ဆုံးမမွေးအခုချိန်မှာမမွေးသေးတဲ့မျိုးဆက်သစ်တွေပါစစ်ကြုံဘဝမှာမွေးလာပါလိမ့်မယ်ဒီဟာကိုကျွန်တော်တို့နီးမျိုးစုံနဲ့ကျွန်တော်တို့ဖျက်ရပါမယ်ကျွန်တော်ဒီနေ့ဒီလောက်ပဲပြောလိုက်ပါမယ်နော်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်မင်္ဂလာညချမ်းပါခင်ဗျာ